ဆိုင်မရအောင်အော် Fred တို့အိမ်လာရဲ့ကြောက်လား ဟုတ်ပါတယ်စုကကျွန်တော်တော့မှတ်မိတာပဲ စုဖုန်းနံပါတ်ကို Fresh ရနေပြီးတော့ကိုတောင်းလိုက်တာပါစုနဲ့တွေ့ချင်လို့လေ စုနဲ့တွေ့ချင်တယ် ဟုတ်တယ်စုကိုခင်လို့ပြီးတော့တငယ်ချင်းဖြစ်ခွင့်ရချင်လို့ပါ အော် စုကျွန်တော်ကိုပြန်ပြီးတော့ခင်ပါတယ်နော် စုကမခင်တတ်ဘူးဆိုရင်ရော ဒါဆိုရင်တော့ကျွန်တော်ဘက်ကစပြီးကြိုးစားမှာပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လိုချင်တဲ့လူဖြစ်နေလို့လေဟယ်လိုစုနားထောင်နေပါနော် อืม မနေ့ကကြရင်ကျွန်တော်စုနဲ့တွေ့လို့ရနိုင်မလားစုနဲ့တွေ့ပြီးတော့စကားတွေအများကြီးပြောချင်လို့ပါ စဉ်းစားပေးမယ်လေ โอเคစုကလက်ခံပါစေလို့ကိုစုတောင်းနေမယ်နော်စုကျွန်တော်နဲ့တွေ့ဖြစ်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီဖုန်းနံပါတ်လေးကိုပြန်ပြီးတော့ဆက်သွယ်ပေးပါနော်